ချင်းတိတကောင်ရဲ့ဟိန်းတန်ကို9မိုင်လောက်ထိကြားနိုင်တယ်ဆိုတာတင်သိပါလားချင်းတိတွေဆိုတာကတော့တော်ရန်တရိษံတွေထဲမှာလူအင်အားကြီးပြီးတော့ကြောက်စရာကောင်းတဲ့တရိษံတစ်မျိုးပဲဖြစ်ပါတယ်ဒါပေမဲ့ချင်းတိတကောင်ကိုအားကြီးစေတဲ့အချက်တစ်ချက်ကတော့သူတို့ရဲ့ခန္ဓာကိုယ်အရွယ်စားကြောင်းမဟုတ်သေးပါဘူးအမှန်တကယ်တော့ကြောက်စရာအကောင်းဆုံးအရာတစ်ခုကတော့ချင်းတိတကောင်ရဲ့ဟိန်းတန်ပဲဖြစ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရချင်းတိတကောင်ရဲ့ဟိန်းတန်ကို9မိုင်လောက်ထိကြားနိုင်တယ်လို့ဆိုပါတယ်ဒါကတော့လမ်းလျှောက်ပြီးတော့3နိုင်ကျော်သွားတဲ့ခရီးကွာဝေးတစ်ခုပါပဲဒါဆိုရင်ချင်းတိရဲ့ဟိန်းတန်ကဘာလို့ဒီလောက်ထိကွာဝေးကိုရောက်နိုင်ရတာလဲအကြောင်းရင်းကတော့ချင်းတိရဲ့လေကြောင်းအတွင်းမှာရှိတဲ့ဖူခဲကော့တွေဟာအခြားတရိษံတွေနဲ့ပို့ပြီးတော့ထူတဲ့ကြမ်းတမ်းပြီးတော့အတန်ထွက်လာတဲ့အခါအလွန်ပြင်းထန်တဲ့ဒုက္ခမှုကိုဖြစ်စေလိုပါပဲချင်းတိရဲ့ဟိန်းတန်ကိုအသုံးပြုပြီးတော့သူတို့ကနေမြေကိုလည်းကြီးညာတတ်ကြပါသေးတယ်ဒီနေရာကငါနေရာပဲဆိုတာကိုအခြားချင်းတိတွေအခြားတရိษံတွေကိုအတိပေးတဲ့နီလန်းလေးတစ်ခုပါပဲဒါအပြင်အုပ်စုအတွင်းမှာရှိတဲ့အခြားချင်းတွေကိုလည်းတစ်ကောင်နဲ့တစ်ကောင်ဒီနေရာတိအောင်ဟိန်းတန်နဲ့ပဲသူတို့တွေကဆက်သွယ်တတ်ကြပါတယ်ညအချိန်မှာဆိုရင်တော့ချင်းတိရဲ့ဟိန်းတန်တွေကတော့လေထဲမှာပို့ပြီးတော့တွာလာနိုင်လို့ချင်းတိရဲ့ဟိန်းတန်ကိုနေ့အချိန်တက်ပို့ပြီးတော့ကြားနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပဲချင်းတိရဲ့ဟိန်းတန်ကိုကြားလိုက်တဲ့အချိန်မှာတော်ရန်တရိษံတွေကအားလုံးဒီပါကတက်စီသွားကြတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေကြောင့်ပဲချင်းတိတွေကိုတော်ရန်တပြင်းလို့ပဲခေါ်ကြတာပဲဖြစ်ပါတယ်